အိမ်ဖော်ကြီးနဲ့အဖေဖြစ်သူတို့သူမရဲ့ကဘာကြီးကိုနှစ်ချမ်းကွဲသွားစေလောက်တဲ့လှုပ်ဝက်ချက်တစ်ခုကိုတီတိုပြောနေတာကိုကြားလိုက်ရချိန်မှာကောင်မလေးတကားဝမှာတင်အေးခဲသွားတဲ့အကြံစီများတဲ့သမီးတူဟာပြိုင်ပတ်သက်မဟုတ်ပါဘူးသူမကတစ္ဆာဖောက်မှုကနေမွေးဖွားလာတဲ့သူတို့ရဲ့ဖုံးကွယ်ထားတဲ့တွေးသားရင်းဖြစ်နေပါတယ်သူတို့ကကောင်မလေးရဲ့စစ်ဆက်ပွဲကိုဖျက်ဆီးပြီးပိုင်ဆိုင်မှုတွေအကုန်လုံးကိုသမီးတူစီလွှဲပြောင်းပေးဖို့ကြံစီနေကြတဲ့အရှက်မရှိတဲ့ပူပေါင်းကြံစီသူတွေလိုဖက်တွယ်နေကြတဲ့သူတို့နှစ်ယောက်ကိုကြည်ရင်ကောင်မလေးကအောင်နိုင်သူရဲ့အေးဆက်ဆက်အပြုံးတစ်ခုကိုပြုံးလိုက်တယ်အဲ့ဒီအချိန်မှာပဲဘာမှမသိတဲ့အမေဖြစ်သူကသမီးတူကိုဟန်ဆောင်ကျင်နာမှုတွေနဲ့ဖတ်ထားတဲ့အမှန်တရားပောက်ကွဲထွက်လာချိန်ကျရင်ဒီအမေဘလို့မျက်နှာထားမျိုးဖြစ်သွားမလဲဆိုတာကောင်မလေးတွေးနေမိတယ်။ကောင်မလေးပေါ်လာတဲ့အခါအမေဖြစ်သူကကျင်နာဟန်ဆောင်ပြီးသူမရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုသမီးတူစီပေးမယ်လို့ပြောတဲ့ကောင်မလေးကဓာတ်သွားလို့ထက်မြက်တဲ့လေတန်းနဲ့ဟုတ်ကဲ့ကန့်ကွက်เสียရရှိပါတယ်လို့ဖြေလိုက်တဲ့အကူဖြစ်သူကဒေါသတကြီးထားလာပြီးလေ့ကျင့်ပေးထားတဲ့ခွေးတစ်ကောင်လိုသူမကိုလောဘကြီးတယ်လို့ဆွဆွဲပါတော့တယ်။ဒါပေမဲ့ကောင်မလေးကသူ့ရဲ့ကိုယ်ပိုင်ကဘာလေးအခိုးခံရတဲ့အခါကျရင်လည်းသူအခုလိုပဲမြင့်မြတ်နိုင်ပါစေလို့မျှော်လင့်ကြောင်းတတိပေးလိုက်တယ်။သမီးတူကကောင်မလေးအမှန်တရားကိုသိသွားပြီဆိုတာရိပ်မိသွားပြီးမိသားစုတွေကနေသူမကိုမောင်းထုတ်ဖို့အမြန်လှုပ်ရှားပါတော့တယ်သူမကအားနေချင်အောင်ဆောင်ပြီးတနာစရာကောင်းအောင်ခွင့်လွှတ်ဖို့တောင်းပန်ဟန်ပြတဲ့ကောင်မလေးကသူမကိုညစ်ပတ်နေတဲ့အဝတ်စုပ်တဆလိုကျမ်းပြင်ပေါ်လွှင့်ပစ်လိုက်တဲ့အမေနဲ့အကိုဖြစ်သူကသမီးတူကိုကာကွယ်ဖို့ပြေးလာကြပြီးကောင်မလေးကိုနှလုံးသားမရှိဘူးလို့ဆွဆွဲကြတယ်သမီးတူကသူမနိုင်ပြီလို့ထင်ပြီးပြုံးနေပေမဲ့ကောင်မလေးကတော့သူတို့ရဲ့မိုင်မဲမှုတွေကိုပဲမြင်နေခဲ့တယ်တစ်ချိန်တည်းမှာပဲလွန်ခဲ့တဲ့နှစ်1000ကအိရှိဆန်မင်းသားဟာပျောက်ဆုံးသွားတဲ့ကောင်မလေးကိုရှာဖွေဖို့အချိန်ကာလတွေကိုဖျက်ကျော်ပြီးရောက်လာခဲ့တယ်စစ်ဆက်ပွဲနေမှာသမီးတူရဲ့တငယ်ချင်းတွေကကောင်မလေးကိုအစင်တန်းနေတဲ့အပြင်လူဆိုပြီးလောင်ပြောင်ကြတဲ့စိတ်အိုက်လာတဲ့ကောင်မလေးကသူတို့တွေကတယောက်ရဲ့ပါဇက်သေးကိုလိမ်မော်တီတစ်လုံးတက်တက်ပစ်သွင်းပြီးပါဇက်ပိတ်ပစ်လိုက်တဲ့အုပ်စုထဲမှာအကြောက်တရားတွေလွှမ်းမိုးသွားပြီးသမီးတူကသူတို့ကိုကောင်မလေးအပေါ်ဝိုင်းနဲ့ပတ်ဖို့တွန်းအားပေးတယ်ဘာမှလုပ်မရတဲ့အစုံသမီးတူကဝိုင်းပလင်းကိုကိုယ်တိုင်ယူလိုက်ပေမဲ့ကောင်မလေးလက်ထဲကတံပတ်လုံးလေးမှန်သွားတယ်သူမကလုတ်တိုက်ပြီးသူတို့သားရဲ့အဖိုးဖြစ်သူပေါ်ကိုဝိုင်းပလင်းအပြည့်မောက်ချလိုက်မိတယ်အဖေဖြစ်သူကသူမပားကိုရိုက်ပြီးပွဲထဲကနေဆွဲထုတ်သွားဖို့အမိန့်ပေးလိုက်တယ်ကောင်မလေးကတော့ဝိလေတာကိုကြည်ရင်တစ်ခစ်ခစ်ရင်းနေမိတယ်အဖိုးဖြစ်သူအတွက်ရည်ရွယ်ထားတဲ့တံမိုးမဖြစ်နိုင်တဲ့ရှေးဟောင်းပကြီးကားပျောက်ဆုံးသွားပြီလို့အကိုဖြစ်သူကကြေညာလိုက်ချိန်မှာတော့အခြေအနေကပိုဆိုးသွားတယ်တက်တယ်မရှိပဲသူကကောင်မလေးကိုဆွဆွဲလိုက်ပြီးလူအုပ်ကြီးကလည်းသူမကိုတောက်ကလာတဲ့တခိုးဆိုပြီးလောင်ပြောင်ကြတဲ့အိမ်ဖော်ကြီးကစုပ်ခဲထားတဲ့စက်ကူစတွေကိုယူလာပြီးဒါဖြက်စီးခံလိုက်ရတဲ့ပကြီးကားပါလို့ပြောတဲ့ကောင်မလေးကတီတီငိမ့်ငိမ့်ပဲရက်နေပြီးသူတို့လူပြက်တွေလိုအော်ဟစ်နေတာကိုကြည့်နေတယ်အဲ့ဒီနောက်သူမကပကြီးကားကိုဖျက်ဆီးလိုက်တာသူမကိုယ်တိုင်ပါပဲလို့ခပ်ပေါ်ပေါ်ပဲဝန်ခံလိုက်တဲ့အခန်းထဲမှာအန်အောမင်တက်မှုတွေလွှမ်းမိုးသွားပြီးစစ်ဆက်ထားတဲ့ကောင်လေးကဒေါသတကြီးနဲ့စစ်ဆက်ပွဲကိုဖျက်သိမ်းဖို့တောင်းဆိုပါတော့တယ်ကောင်မလေးကအထင်သေးတဲ့လေတံနဲ့သူ့လိုယောက်ျားမျိုးကိုသူမဘယ်တော့မှမလို့ချင်ခဲ့ပါဘူးလို့ပြန်ပြောလိုက်တယ်ပြီးတော့အဖိုးဖြစ်သူကိုသူမဘာလို့ဖျက်ဆီးခဲ့လဲဆိုရင်အဲ့ဒီပကြီးကားကအတုဖြစ်နေလို့ပါလို့ပြောလိုက်တယ်သမီးတူကပြားရခတ်သွားပြီးသူမရဲ့တန်50တန်ရတနာကအစ်စ်ပါလို့အခိုင်အမာညင်းတဲ့ကောင်မလေးကသူမစီမှာတကယ်လက်ရအစ်စ်ရှိတယ်လို့ဖွင့်ပြောပြီးအဖိုးဖြစ်သူကိုလာကြည့်ဖို့ဖိတ်ခေါ်လိုက်တဲ့ပကြီးကားကိုမြင်လိုက်ရတဲ့အခါအဖိုးကြီးတုံရင်သွားတယ်ဒါဟာသူမြင်ဘူးသမျှထဲမှာအကောင်းဆုံးစစ်သူကြီးပုံတူပကြီးကားပါပဲသမီးတူရဲ့ပကြီးကားကအတုဆိုတာသိသွားကြတဲ့အခါတခန်းလုံးကသူမကိုဝိုင်းပြစ်တင်ကြတယ်ကောင်မလေးကသူမကိုယဉ်ကျေးမှုအမွေနှစ်တွေကိုဖျက်ဆီးဖို့ကြိုးစားမှုနဲ့ဆွဆွဲလိုက်တယ်နောက်ဆုံးမိနစ်မှာတတိဝင်လာတဲ့အကိုဖြစ်သူရဲ့ကဲတင်မှုကြောင့်သာသမီးတူတက်တာရသွားတယ်အကိုဖြစ်သူကသူမကိုတစ္ဆာဖောက်လိုက်လို့သမီးတူကအော်အကြီးစိုက်ကြည့်နေတယ်ကောင်မလေးကသူမနဲ့အကိုဖြစ်သူကတွေးသားတော်ဆက်ပြီးသမီးတူကတော့အပြင်လူတက်ပါလို့တီးတိုးပြောလိုက်တယ်သမီးတူကအကိုဖြစ်သူအပေါ်အဖြစ်ပုံချဖို့ကြိုးစားတယ်အကိုဖြစ်သူကလည်းသူမကိုပြန်ဆွဆွဲတယ်သူတို့အချင်းချင်းကြိုက်ခဲနေကြတာကိုကောင်မလေးကပျော်ရွှင်စွာစောင့်ကြည့်နေတယ်အဖေဖြစ်သူကသူတို့နှစ်ယောက်လုံးကိုအဖြစ်ပေးတဲ့အနေနဲ့ဒူးထောက်ခိုင်းလိုက်တယ်ကောင်မလေးကသူ့ကိုကြားဖို့တစ်ချောင်းတေချာစဉ်းစားပြီးကမ်းပေးလိုက်တဲ့အခါနောက်ဆုံးတော့သူလည်းမထိန်ထားတော့ဘူးသူတို့ရဲ့အော်ဟစ်တန်တွေကိုဂယုမဆိုင်ပဲကြားရောက်လာတဲ့ကြားဖို့ချက်တွေကိုသူမကအေးဆက်ဆက်အကြည့်နဲ့ကြည့်နေခဲ့တယ်ဘာပဲဖြစ်ဖြစ်သူမအမှန်တရားကိုသိနေတယ်လေတကယ်ရှေးဟောင်းပကြီးကားအစ်စ်ကသူမပိုင်တာပါဘာလို့လဲဆိုတော့လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကအဲ့ဒီပကြီးကားကိုဆွဲခဲ့တဲ့စစ်သူကြီးကိုယ်တိုင်ကသူမဖြစ်နေလို့ပါပဲ